အားလုံးပဲမင်္ဂလာပါအွန်လိုင်းအဘိဓမ္မာသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသုံးလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဥချကြောပါ၏အရှင်ဘုရားပကိန်းစေတသိက်တံပြောကနီးဆက်သွားပါမယ်ဝိစာရသူ့ရဲ့လင်္ကာကလည်းဒွေးကျင်အဲ့ဒါမှဝိစာရစေတသိက်ရှင်နဲ့စိတ်ဒွေးကျင်ဆိုတဲ့ကြောင့်မို့ဒွေးပြစားဝิญဉ်30ကျင်ကာမစိတ်က44ပါဒွေးပြစားဝิญဉ်30ကျင်ကာမစိတ်54ပါမှာ30နှုတ်လိုက်တော့အဲ့မှာ44ပါရမယ်အပေါ်မှာက44ဝိစာရဇန်အင်္ဂါထဲမှာပါလားကြည့်လိုက်တဲ့ကျတော့ဇန်အင်္ဂါထဲမှာပါတယ်နော်ဝိတဝိစာရပိဋိတုကဧကကတာဇန်အင်္ဂါထဲမှာပါဇန်အင်္ဂါထဲမှာပါတဲ့ခါကျတော့ဇန်နဲ့ကြည့်ရအောင်ဘယ်ဇန်တွေမှာဝိစာရပါတယ်ပရမဇန်ကြည့်လိုက်မယ်ပထမဇန်မှာဝိစာရပါပါတယ်ဝိတဝိစာရရှိတယ်ဆိုဝိစာရပါတယ်ဒုတိယဇန်မှာလည်းဝိစာရပါတယ်နော်ဝိစာရပိဋိတုကဧကကတာဇန်အင်္ဂါ၄ပါးဆိုတော့တတိယဇန်မပါတော့တတိယဇန်သရောဇန်ပြစ္ဆဇန်မှာဝိစာရမပါတော့ဒါဆိုဝိစာရဟာဇန်မှာကြည့်လိုက်ရင်ပထမဇန်ဒုတိယဇန်နှစ်ခုမှာပါတယ်ထည့်ရပါမယ်ပထမဇန်က17ပါးဒုတိယဇန်17ပါးနော်ဒီမှာပကိစေတသိက်ကိုကြည့်တဲ့အခါမှာဇန်အင်္ဂါထဲမှာပါမယ်ဆိုရင်ဇန်စိတ်တွေနဲ့ထည့်သွင်းစဉ်းစားပါမှတ်ချက်ပေးတာပါတယ်ပြီးရင်ရေတွက်တဲ့အခါမှာအကျယ်နည်းနဲ့ရေတွက်ပါဒါမှတ်ချက်ပြောခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ဇန်အင်္ဂါထဲမှာပါနေတဲ့အတွက်ကြောင့်မလို့ဇန်စိတ်နဲ့ကြည့်ခြင်းဖြစ်တယ်ကဲဒါဆိုရင်ဝိစာရရှင်နေတဲ့စိတ်ဘယ်လောက်ရှိလဲကြည့်အောင်ဒွိပဇဝိညာဉ်30ကျင်ကာမစိတ်က44ပါပထမဇန်17ပါဒုတိယဇန်17ပါပေါင်းလိုက်ရင်66ပါမှာရှင်တယ်ဒါဆိုမရှင်တဲ့စိတ်ကတော့ခုနကတော့ကျင်ထားတာမရှင်တဲ့စိတ်ပေါ့ဒွိပဇဝိညာဉ်30ကျင်ထားတယ်ဆိုတော့အဲ့30ပါမရှင်ဘူးဇန်နေဓမ္မပါတော့ဇန်နဲ့ကြည့်မယ်တတိယဇန်သရုဒ္ဓဇန်ပစ္စမဇန်အဲ့မှာမရှင်ဘူးပေါ့တတိယဇန်17ပါသရုဒ္ဓဇန်17ပါပစ္စမဇန်23ပါအဲ့ဒါတော့မရှင်တဲ့စိတ်ပါဒါဆိုမရှင်တာဘယ်လောက်ရလဲ55ပါရ66နဲ့55နဲ့ပေါင်းလိုက်ရင်122ပါရတယ်ဒါဆိုအားလုံးပေါင်းအကျဉ်းနည်းနဲ့တွက်တာဖြစ်တဲ့အတွက်ကြောင့်122ပါအပြည့်မှန်ပါတယ်နောက်တစ်ခုဆက်သွားပါမယ်အဒီမောက္ခပကိန်းစေတသိက်အဒီမောက္ခသူ့ရဲ့လင်္ကာကဒွေးဝိကျင်ဒွေးရဲ့ဝိရဲ့ကျင်ရမယ်တဲ့ဒွေးဆိုတာကဒွေးပြင်စားဝิญဉ်30ဝိဆိုတာကဝိသိကိစ္စအဒီမောက္ခစေတသိက်ဆိုတာကဆုံးဖြတ်ချတဲ့သဘောလို့ရှေ့မှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်သူကဆုံးဖြတ်ချတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝိသိကိစ္စမှာမရှင်းဘူးဝိသိကိစ္စဆိုတာတန်တရားဖြစ်နေတဲ့သဘောစန့်ကျင်ဘက်ကြီးဖြစ်နေတဲ့ကြောင့်ဝိသိကိစ္စကိုကျင်ပေးရပါမယ်ဒါဆိုရင်ဒွိပဇဝิญဉ်30နဲ့ဝိသိကိစ္စကျင်လိုက်ကာမစိတ်ကအားလုံး54ပါးရှိတယ်เนาะဒီဘောဟာကာမစိတ်54ပါးမှာဒွိပဇဝิญဉ်30ရဲ့ဟောဒီမှာမောဟမှုတွေကဝိသိကိစ္စရဲ့ကျင်လိုက်17ခုနှုတ်လိုက်43ကျန်ပါတယ်54မှာ17နှုတ်43ကျန်အဒီမောက္ခဟာဇန်အင်္ဂါထဲမှာပါလားမပါဘူးဇန်အင်္ဂါဆိုတာဝိတဝိစာရပိဋိတုကဧကကတာဇန်အင်္ဂါထဲမှာမပါဘူးဆိုရင်လွယ်ပါတယ်အကျဉ်းနည်းနဲ့သွားပါမယ်စိတ်အကျဉ်း89ပါးနည်းနဲ့တွက်ပေးရပါမယ်ဒါဆိုရင်အပေါ်မှာပါပဲကျန်တော့လေဇန်စိတ်တွေနဲ့လောကုတ္တရာစိတ်တွေနဲ့ပဲကျန်တော့တယ်အဲ့89ပါးနည်းနဲ့တွက်မယ်ဆိုရင်ဒီမှာက29လောကုတ္တရာက8အဲ့လိုတွက်ပါမယ်နောက်မဟာကုတ်စိတ်29လောကုတ္တရာစိတ်8ဒီနှစ်ခုပေါင်းရင်35အဲ့ဒါလောကီနဲ့လောကုတ္တရာဒါရိုးအဲ့နီးနဲ့တွက်ပါမယ်စိတ်ချင်း89ပါးနီးပါဆိုရင်တော့အဲ့နီးနဲ့ရတွက်ပါတယ်မဟာကုတ်29လောကုတ္တရာ8အဲ့ပေါင်းကြည့်လိုက်မယ်ဆိုရင်ရှင်တဲ့စိတ်ဘယ်လောက်ရလဲဆို88ခုရပါတယ်ကျင်ထားတာလွယ်လွယ်လေးပါပဲခုနကတော့ဒွေးဝိကျင်လို့ပြောခဲ့တယ်ဒွေးပစ္စဝิญဉ်30မှာမရှင်ဘူးကျင်မယ်ဝိသိကိစ္စမှာမရှင်ဘူးကျင်မယ်အဲ့ဒါဒွေးဝိကျင်မရှင်တဲ့စိတ်ကဘယ်လောက်လဲဆိုတာ17ပါ98နဲ့17နဲ့ပြန်ပြီးတော့ပေါင်းလိုက်ရင်89ရပါတယ်
အဲ့ဒါအဖြေကမှန်ပါတယ်ဒီမောက်ခရဲ့ရှင်စိတ်နဲ့မရှင်စိတ်ပါအားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝမ်းငြိမ်းအေးကြပါစေတရားထုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ဖက်သားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ